ဒီနေ့ကတော့အရသာရှိလာတဲ့မုံညင်းငဖဲဖတ်ထုတ်ပေါင်းလေးလှုပ်ရှားမှာပဲဖြစ်ပါတယ်။ဒါကတော့ပါဝင်ပစ္စည်းတွေဖြစ်တဲ့ကြက်သွန်မိတ်ပြောင်းဖို့မုံလာဥနီနဲ့မုံညင်းရွက်တို့ပဲဖြစ်ပါတယ်။ပထမဆုံးမုံလာဥနီကိုအခွန်ခွာပါမယ်။ပြီးရင်တော့ဒီလိုပုံစံမျိုးလေးရအောင်လို့ဂျင်းနဲ့ချစ်ပါမယ်။ပြောင်းဖို့ဓာတ်နဲ့လှီးပါမယ်။ကြက်သွန်မိတ်ကိုတိတ်တိတ်လေးဖြစ်အောင်ကကြီးနဲ့ညှက်ပါမယ်။ဒါကတော့ငဖဲ20သားပါ10သားကို3500နဲ့9000ပေးရပါတယ်ငဖဲရဲကိုမုံလာဥနီပြောင်းဖို့ကြက်သွန်မိတ်အကုန်လုံးထည့်ပြီးတော့တမအောင်နေပါမယ်ငရုတ်ကောင်းမုံလေးထည့်ပြီးတော့နေပါမယ်နေပြီးသွားပြီဆိုလို့ရှိရင်တော့ဒီလိုပုံမျိုးလေးရမှာပါမုံရင်းထုတ်ကိုတစ်ဖက်ချင်းခွာပါမယ်ခွာပြီးတော့အရင်လေးတွေကိုလှီးပြီးတော့တန့်စင်လိုက်ပါမယ်ရင်နွေးထည့်ပြီးတော့ရင်နွေးဆူဆူတဲ့ကိုမုံညွန့်ရက်တွေထည့်ပြီးတော့ပြုတ်ပါမယ်နှစ်ဖက်လုံးကိုနူးသွားတဲ့အထိပြုတ်ရမှာပါမုံညင်းရွက်လေးပြုတ်လို့ပြီးပြီဆိုလို့ရှိရင်တော့ငဖဲလက်တဆုပ်စာလောက်လေးတွေကိုယူပြီးတော့မုံညင်းရွက်လေးနဲ့လိပ်ပေးရမှာပါဒီလိုပုံစံမျိုးလေးတွေရပါမယ်မုံညင်းထုံလေးတွေကိုထည့်ပြီးတော့ပေါင်းမဲ့စကားတွေကိုအကုန်ထည့်ပါမယ်အောက်ကအိုးထဲမှာတော့ရင်နွေးထည့်ထားတာပါဒီအိုးကိုမီးဖို့ပေါ်တင်ပြီးတော့မိနစ်20ခန့်ပေါင်းပေးပါမယ်ဒါကတော့အချင်းစံနည်းလေးပါအချင်းစံနည်းရတော့လွယ်ပါတယ်ရိုးရိုးအချင်းကိုပဲငရုတ်သီးမှုန့်နည်းနည်းအချုံမှုန့်နည်းနည်းရင်နွေးနည်းနည်းထည့်ပြီးတော့တမအောင်မှွေပေးလိုက်ရပါပြီမုံညင်းငဖဲဖတ်ထုတ်ပေါင်းလေးကြက်ပြီးဆိုရင်တော့ဒီလိုပုံစံမျိုးလေးရမှာပါအငွေ့တစ်ထောင်းနဲ့အရန်ကိုစားကျင်စပွဲဖြစ်နေပါတယ်ပကံထဲမှာတဲခင်းအလှဆင်ပြီးပြီဆိုလို့ရှိရင်တော့ဒီလိုပုံမျိုးလေးရပါပြီဒီနေရာမှာအထက်ကငဖဲသားလေးတွေကကြက်လားဆိုပြီးပြောကြရရှိရပေါ့နော်အဲ့တော့ဖတ်ထုတ်တစ်ခုကိုဖွင့်ပြပါမယ်အထက်ကငဖဲသားလေးတွေကလည်းပေါင်းထားအောင်မို့လို့ကြက်ပါတယ်ဒီဖတ်ထုတ်ကိုအချင်းနဲ့တို့ပြီးတော့စားလိုက်တဲ့အခါကျတော့လုံးဝရှယ်ပဲပေါ့နော်ငဖဲကညှိလားဆိုတော့လုံးဝမညှိပါဘူးပြောင်းဖူးနဲ့မုံလာဦးရဲ့အချို့အရသာလေးနဲ့မို့အရင်ပဲစားကောင်းပါတယ်ရှင်ကလေးတွေရောလူကြီးတွေပါကြိုက်မှာမို့လို့အိမ်မှာမုံညင်းငဖဲဖတ်ထုတ်ပေါင်းလေးကိုပေါင်းစားကြည့်ကြပါနော်